ကမ္ဘာကျော်ကာရစ်ဘီယံပင်လယ်ထဲမှာပကြီးကားတစ်ချက်လိုအယောင်သေးဆောင်နေပြီးလှပလုံးတဲ့မျိုးလေးတစ်မျိုးရှိပါတယ်။ပင်လယ်ကမ်းစပ်တစ်လျှောက်မှာအဝါအပြာပန်းရောင်အစိမ်းစသဖြင့်ရောင်စုံစောင့်တွေတန်းစီနေတဲ့မြင်ကွင်းကမြင်သူတိုင်းကိုရင်သက်ရှုမောစီလောက်ပါတယ်။ဒီမျိုးလေးရောင်စုံလှပနေတဲ့နောက်ွယ်မှာစိတ်ဝင်စားစရာကောင်းတဲ့ဒေသခံပုံပြင်တစ်ပုဒ်လည်းရှိနေပါတယ်။19ရာစုအစောပိုင်းတုန်းကဒီဒေသကိုအုပ်ချုပ်ခဲ့တဲ့ Dutch ဘီရင်ကန် Albert Kikkert ဟာထူးဆန်းတဲ့အမိန့်တစ်ခုထုတ်ခဲ့မှုပါတယ်။အဲ့ဒါကတော့မြို့ပေါ်မှာရှိတဲ့အဆောက်အအုံမှန်သမျှကိုဆေးဖြူအောင်မတုပ်ဘဲတခြားအယောင်တွေပြောက်တော့ခိုင်းခဲ့တာပါ။ဘာလို့လဲဆိုတော့နေအောင်ကြီးကအဖြူအောင်ဆောင်းတွေကိုရက်ခက်ပြီးပြန်ဟက်တဲ့အခါသူကမျက်စိကျိန်ပြီးခေါက်ကတ်တယ်လို့ပါတဲ့။ဒါကြောင့်ဒီအမိန့်ကိုထုတ်ခဲ့တယ်လို့အဆိုရှိပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်တချို့ကတော့ဒါကိုခိုင်မာတဲ့မှတ်တမ်းမရှိတဲ့ဒဏ္ဍာရီတစ်ခုလိုပဲသတ်မှတ်ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာတော့ဒီရောင်စုံဆောင်းအောင်လေးတွေဟာမြို့ရဲ့အမှတ်အသားတစ်ခုဖြစ်လာပြီး UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းမှာတော့ပါဝင်နေပါပြီ။ဒီမျိုးလေးကတော့တခြားမဟုတ်ပါဘူး။တောင်အမေရိကတိုက်မြောက်ပိုင်းကာရစ်ဘီယံပင်လယ်ထဲမှာရှိတဲ့ Curaçao ကျွန်းရဲ့မြို့တော် Willemstad ပဲဖြစ်ပါတယ်။ဒါပေမဲ့ Curaçao ကျွန်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေထဲမှာဒီမျိုးလေးတစ်ခုတွေမကပါဘူး။အခုဆိုရင်ဒီကျွန်းငယ်လေးကဘောလုံးလောကရဲ့အကြီးကျယ်ဆုံးပွဲတော်ဖြစ်တဲ့ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲစင်မြင့်ထက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်